မင်္ဂလာပါဒီတစ်ခါမှာတော့ကျွန်တော်တို့ရဲ့ယင်ထဲမှာမြဲတဲ့နေရာယူထားတဲ့ချက်နိုင်ငံသားတိုက်စစ်မှုခေါင်းမီလန်ဘာရုစ်အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်ဘာရုစ်ဟာ1981ခုနှစ်မှာချက်သမရနိုင်ငံမှာမွေးဖွားခဲ့တာပါသူရဲ့ဘောလုံးဘဝအစကတည်းကမြန်ဆန်တဲ့အရှင်ပြင်းထန်တဲ့တိုက်စစ်နဲ့ဂိုးသွင်းနိုင်တဲ့အရေးချင်းတွေကြောင့်ဘောလုံးလောကကိုလှုပ်ခတ်စေခဲ့ပါတယ်2002ခုနှစ်မှာတော့သူဟာအင်္ဂလန်ရဲ့ထိပ်တန်းကလပ်လီဗာပူးကိုရောက်ရှိလာခဲ့ပါတယ်2005ခုနှစ်မှာ AC မီလန်နဲ့ရှင်ပြိုင်ခဲ့တဲ့ Champions League ဘောလုံးပွဲမှာအသင်းနဲ့အတူဖလားကိုစုကူခဲ့ပြီးကစားသမားဘဝရဲ့အမြင့်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်။ကလပ်အသွတင်မကပဲနိုင်ငံအတွက်လည်းသူဟာဂုဏ်ဆောင်ပေးခဲ့သူပါ။2004ယူရိုပြိုင်ပွဲမှာ9ဂိုးသွင်းယူခဲ့လို့ပြိုင်ပွဲရဲ့ရွှေဖနက်ဆုကိုလည်းရောက်ရှိခဲ့ပါတယ်။အသက်အရွယ်နဲ့တန်ရာတွေကြောင့်ဘာရုစ်ဟာ2020ပြည့်နှစ်မှာအနားယူခဲ့ပေမဲ့သူရဲ့တိုက်ပွဲဝင်စိတ်တဲ့စ조사အားထုတ်မှုတွေကဘောလုံးပရိသတ်တွေရဲ့စိတ်ထဲမှာဂန်နဝင်းအဖြစ်အမြဲရှိနေမှာပါ။နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါသလဲ comment မှာပြောခဲ့နော်